Super Lala, Nabila. ကျွန်တော်အနေနဲ့မနေ့က post တစ်ခုတင်ခဲ့ပါတယ်အဲ့ဒါကတော့လာမယ့်117ပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်သဘောအကျဆုံးပွဲသည် Super Lala နဲ့ Nabi တို့ရဲ့ Banner Weight တန်းမွေတိုင်းချန်ပီယံကပတ်လူပွဲဖြစ်ပါတယ်ဆိုပြီးတင်ခဲ့တာပေါ့နော်နောက်ပြီးတော့ဒီပွဲမှာဘသူကအနိုင်ရသွားနိုင်တယ်လဲပထမတို့အနေနဲ့ဒီပွဲမှာဆိုလို့ရှိရင်ဘသူကိုတော့ဖြင့်ပို့ပြီးတော့ကြိုက်တယ်လဲဆိုပြီးကျွန်တော်မေးခဲ့တယ်ပေါ့နော်ထင်မြင်စချက်တွေလည်းဒါအများကြီးတွေးခဲ့ရတာရှိပါတယ်ဗျတချို့ကကျတော့ Super Lala ကိုကြိုက်တယ်တချို့ကကျတော့ Nabi ကိုကြိုက်တယ်Super Lala ကိုကြိုက်တဲ့သူတွေကလည်း Super Lala ကဝါပိုရင်တဲ့Nabi တဲ့စားလို့ရှိရင်ပွဲပေါင်းများစွာလည်းသူက1 championship မှာထိုးထားတယ်အဲ့ဒါကြောင့်မလို့ Super Lala ပဲဒီပွဲမှာအနိုင်ရသွားမယ်ဆိုတော့ပုံစံမျိုးလေးတွေကိုရေးသားခဲ့တာတွေလည်းတွေ့ရပါတယ်ဗျNabi ဘက်ကလူတွေကြတော့လေ Nabi က Super Lala ကိုရှုံးဘူးတာဟုတ်တယ်ဒါပေမဲ့အဲ့ဒီပွဲပြီးသွားတဲ့ခါမှာဆိုလို့ရှိရင်သူကဖောင်ပိုကောင်းလာတယ်ကျွမ်းဆောင်ရည်တွေကလည်းအရန်ကိုမြင့်တက်လာတယ်အဲ့တော့ Super Lala အနေနဲ့ Nabi ကိုဒီပွဲမှာတော့ပြင်လွယ်မှာမဟုတ်ဘူး Nabi ပဲဆက်သွားနိုင်တယ်ဆိုပြီးတော့ထင်မြင်ဆက်ချက်တွေလည်းဒါပေးခဲ့ကြတဲ့သူတွေအများကြီးရှိပါတယ်ဗျအဲ့တော့ကျွန်တော်ကလည်းဒီဗီဒီယိုမှာကျွန်တော်ရဲ့ဆက်ချက်လေးတွေကိုပစားတို့ကိုပြပြပေးထားမှာဖြစ်ပါတယ်ပထမဆုံးနဲ့ကျွန်တော်မြင်မိတာလေးပေါ့နော်ဒီဖရာနီယာကစားပုံပေါ်မူတည်ပြီးတော့ဘာတွေကွာခြားမှုရှိနေတယ်လဲဆိုတာကိုကျွန်တော်ကပြပြပေးချင်တာဖြစ်ပါတယ်ဗျအရင်ဆုံးအနေနဲ့ကျွန်တော်တို့ Nabi ရဲ့အကြောင်းကိုအရင်ပြောပါမယ် Nabi က Super Lala နဲ့သူ့ရဲ့1 championship ပထမဦးဆုံးခီးမှာပဲစပြီးတော့ထိုးခဲ့ရတယ်ဗျအဲတော့ဆိုလို့ချင်း Nabi ကအတွေ့အကြုံအရင်မများသေးဘူးဒါ RWS မှာထိုးနေတဲ့ fighter လေးတယောက်ဖြစ်ပဲရှိသေးတယ်လက်အပားနဲ့လည်းအတွေ့အကြုံကမရှိသေးဘူးဗျအဲ့ဒီချိန်တုန်းကဆိုလို့ချင်း Super Lala ကကပ်ပေါင်တဲ့ချန်ပီယံဖြစ်နေပြီငွေတိုင်းမှာဆိုလို့ချင်းလည်းသူကတော်တော်လေးကိုနာမည်ကြီးနေပြီဗျအဲ့ဒီလို fighter မျိုးနဲ့သူကထိုးခဲ့ရတယ်အဲ့တော့သူ့ရဲ့စိတ်ထဲမှာလည်းအဲ့ဒီပွဲထိုးတုန်းကဆိုလို့ချင်းဒါ Super Lala ပေါ်ရှိနေတာမျိုးလေးတွေကရှိနေနိုင်ပါတယ်သူကလည်းငယ်သေးတယ်ဗျအဲ့ဒါကြောင့်မို့လို့ဒါအတွေ့အကြုံပိုင်းဆိုင်ရာအရာတွေကောပညာပိုင်းဆိုင်ရာအရာတွေမှာပေါ့ Super Lala အများကြီးနေနေသေးတဲ့အချိန်ပေါ့နော်အဲ့ဒီတုန်းကဆိုလို့ချင်း Super Lala က technique ကောင်းကောင်းနဲ့ Nabi ကိုထွက်သွားပြီးတော့ပထမချီမှာတယ်သူကအလဲထိုးပြလိုက်တာဖြစ်တယ်ဗျဒါပေမဲ့ Nabi ကအဲ့ဒီပွဲပြီးတဲ့အချိန်မှာဆိုလို့ရှိရင်လုံးဝကိုရှုံးမရှိတော့ဘဲနဲ့တပွဲတဲ့တပွဲပို့ပြီးတော့ကစားပုံတင်ကျိန်လာတယ်တပွဲတဲ့တပွဲပို့ပြီးတော့ကစားပုံကောင်းလာခဲ့တာကိုတွေ့ရတယ်နောက်ဆုံးပွဲမှာဆိုလို့ရှိရင် Banner Weight ရဲ့ Champion ပေါ့နော်ဒီ Super Lala ကိုတကယ်ကိုဘယ်တော့ကပေးနိုင်တယ်လို့ပေးတဲ့တော်တော်များကသတ်မှတ်ထားတဲ့ Nico Carrillo လို fighter မျိုးကိုပထမချီမှာတယ်300တီနော်ရောင်ကြအောင်ထိုးပြခဲ့တာဆိုတော့ Nabi ရဲ့အလားအလာကိုဘယ်သူကမှအထင်သေးလို့မရတော့ဘူး Nabi ကတကယ်ကိုကောင်းတဲ့ fighter တယောက်လို့အကုန်လုံးကလက်ခံသွားရပြီပေါ့နော်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့တတိမထားမိတာလေးတခုတော့ရှိမယ်ထင်ပါတယ်ဗျအဲ့ဒါက Nabi သည်ပွဲစဉ်တိုင်းကိုအနိုင်ရခဲ့တယ်ဆိုပေမဲ့သူ့ရဲ့အရန်မအားသာချက်ကိုပဲတည်ပြီးတော့ technique ကောင်းကောင်းနဲ့ကောင်တာကစားသွားခဲ့တာဖြစ်တယ်ဗျကစားပုံတပေါက်ထဲနဲ့ပဲပွဲစဉ်တိုင်းကိုကစားသွားခဲ့တာဖြစ်တယ် Super Lala ကိုရှုံးနေပြီးနောက်ပွဲမှာဆိုလို့ရှိရင် Necro Fighters နဲ့သူကထိုးခဲ့ရတယ်အဲ့ဒီပွဲကနေပြီးနောက်ဆုံးထိုးသက်ခဲ့တဲ့ Nico Carrillo နဲ့ပွဲစဉ်အထိပွဲစဉ်တိုင်းကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင် Nabi ကကောင်တာကစားဟန်နဲ့အရန်မအပြုတ်ပြီးတော့တပေါက်ထဲတပုံစံနဲ့ပဲပွဲစဉ်အားလုံးကိုကစားခဲ့တာဖြစ်ပါတယ်ဒါက Nabi ရဲ့ထူးခြားချက်လေးတစ်ခုပါဟုတ်ပြီကျွန်တော်ဒီဘက်က Super Lala ကိုပြန်ပြီးကြည့်ရအောင် Super Lala ဒီနောက်ဆုံးပွဲမှာဆိုလို့ရှိရင် Jonathan Haggerty နဲ့ထိုးခဲ့ရတယ်သူကစိန်ခေါ်ဆို Jonathan Haggerty က Champion အဲ့ဒီပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးမထင်မှတ်ထားတဲ့ပုံစံမျိုးနဲ့ Super Lala က Jonathan Haggerty ကိုအမောက်သိပစ်လိုက်တာဖြစ်တယ်ဗျလုံးဝကိုဝကနေဖြစ်လောက်တဲ့ performance မျိုးကိုသူကပြသသွားခဲ့တာနောက်ပြီးတော့သူ့ရဲ့ပွဲတဲ့အကွက်ဆိုလို့ရှိရင်လည်းဘသူမှတတိမထားမိလောက်အောင်ကိုကောင်းလုံးတယ်ပေါ့နော်ဒါပေမဲ့ Super Lala ကအဲ့ဒီကွက်ကိုနီးဖြူကကြပြင်ဆင်လာခဲ့တာဖြစ်တယ်တပတ်က Jonathan Haggerty ရဲ့ကစားပုံကဘယ်လိုလဲသူ့ရဲ့အားနည်းချက်တွေကဘယ်လိုလဲဆိုတာကိုစစ်စစ်ကလိုက်ရှာပြီးတော့အဲ့ဒီကွက်တိုင်းဝင်အောင်ဆော့သွားခဲ့တာဖြစ်တယ်ဗျအဲ့ဒီကွက်နဲ့ပဲ Jonathan Haggerty ကိုအလဲထိုးပြခဲ့တာဖြစ်တယ်ဟုတ်ပြီကျွန်တော်အဲ့ဒီအရှိပွဲကိုဆက်ပြီးကြည့်လိုက်မှာပေါ့နော်အဲ့ဒီအရှိပွဲမှာဆိုလို့ရှိရင် Contarani နဲ့ထုတ်ခဲ့ရတာဖြစ်တယ် Contarani ကကြာတော့ဒီ Super Lala ဆိုင်ခဲ့တဲ့ fighter တွေထဲမှာဆိုလို့ရှိရင်ကောင်တာနဲ့ကစားတဲ့ fighter လို့ပြောလို့ရတယ်ဗျတကယ်လဲ Contarani ကအရန်တက်ဆက်တဲ့ fighter မဟုတ်ဘူးငငယ်လေးပဲကစားပြီးတော့ကောင်တာဆက်ဆန် fighter မျိုးပါပဲပေါ့နော်အဲ့ဒီလို fighter မျိုးကို Super Lala ကအရန်ဝင်လုံးတာမျိုးမဟုတ်ဘဲနဲ့ကောင်တာမကြတက်ဆက်မကြလေကစားပြီးတော့ပွဲကိုထင်းညွတ်ကစားနိုင်ခဲ့တာကိုတွေ့ရတယ်ဗျအဲ့ဒီရှေ့ပွဲမှာဆိုလို့ရှိရင် Takeru နဲ့ထိုးခဲ့ရတယ်နောက်ပြီးတော့သူကလူစားဝင်ပြီးတော့ထိုးခဲ့ရတာဗျပင်စင်ချိန်တွေကလည်းအရန်မရလိုက်ဘူးတလားဝင်းကျင်အဲ့လောက်ပဲရလိုက်တယ်လို့ထင်တယ်ဒါပေမဲ့တကယ်နဲ့ကစားသွားခဲ့တဲ့ခါမှာဆိုလို့ရှိရင် Takeru လိုမျိုးမာဂုံမြင့်နဲ့ aggressive ဆန်တဲ့ fighter မျိုးကိုသူကစိုင်းထိုးပြိုင်တော့မလုပ်ဘဲနဲ့အောက်ခြေ low kick တွေတောက်လျှောက်ဖြိုးပြီးတော့technique ကြကစားသွားခဲ့တာဖြစ်တယ်နေပြီးတော့ကြကစားသွားခဲ့တာဖြစ်တယ် Takeru ရဲ့နေရာမှာတခြား fighter တယောက်ဆိုလို့ရှိရင်ဒုတိယအချီလောက်မှာခြေထောက်မထောက်နိုင်ပဲနဲ့အရှုံးပေးသွားလောက်ပြီလို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီရှိပွဲစဉ်ကိုထပ်ပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်
ကျွန်တော်ထန်းနဲ့ထုံသက်ခဲ့ရတဲ့ပွဲပါအဲ့ဒီပွဲမှာဆိုလို့ရှိရင်လည်းကစားပုံကမတူညီနေပြန်ဘူးဗျလုံးဝကို contract နေပြန်တယ်ရော်ထန်းဆိုတာတော့ကြောင့်မလို့ရော်ထန်းနဲ့ကိုက်ညီတဲ့ကစားပုံတိုင်းသူကကစားလာခဲ့တယ်ကောင်တာလည်းကစားသလိုတိုက်စစ်လည်းပြန်ပြီးလိုက်ကစားတဲ့အပိုင်းတွေရှိခဲ့ပါတယ်အဲ့ဒီပွဲမှာဆိုလို့ရှိရင်သူကရော်ထန်းကိုနောက်တစ်ခေါက်ကြာအောင်ထုတ်ပြနိုင်ခဲ့ပြီးတော့အမှတ်နဲ့တော့မှပဲအနိုင်ရရှိခဲ့တာဖြစ်တယ်ဗျနောက်ဆုံးလေးပွဲကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်စူပါလက်ရင်ဆိုင်ခဲ့တဲ့ fighter တွေကအရင်ညံ့နေတဲ့ fighter တွေမဟုတ်ဘူးချန်ပီယံတန်းဝင် fighter တွေကြီးပါပဲအဲ့ဒီ fighter တွေကိုမတူညီတဲ့ကစားပုံမတူညီတဲ့ game plan မျိုးတွေနဲ့ပြောင်းလဲချင်းကပ်ခဲ့တာကိုတွေ့ရတယ်ဗျဟုတ်ပြီဒီဘက်ကနဘီကကြတော့ပွဲစဉ်တိုင်းကိုတူညီတဲ့ကစားပုံအတိုင်းပဲလောက်ချောင်းချင်းရခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီရန်ကူကဒီပရာနှစ်ယောက်ကြားကွာချက်လို့ကျွန်တော်ကတော့မြင်ပါတယ်ဒီပွဲမှာလည်းထူထူတော့သိပြီးပြောစရာမလိုဘူးနဘီကလည်းသူ့ရဲ့ပုံစံအတိုင်းပဲရှေ့ပွဲတွေမှာကစားခဲ့တဲ့ပုံစံအတိုင်းပဲကောင်နာကစားဟန်နဲ့ခွာထိုးထောက်ထိုးကစားမယ်စူပါလက်အရန်ဝင်လာတော့စောင့်ပြီးတော့ကောက်စားတဲ့ပုံစံမျိုးနဲ့ပဲလာမှာဒါဘေးတွေမေးဆန်ကုန်မယ်ရောနော်နဘီကဒီပုံစံတိုင်းပဲလာမှာဗျဒါပေမဲ့ဒီပုံစံအတိုင်းကိုပဲဝမ်းချက်မရှိတဲ့ဘဲဖိုက်တာကမှဖြည့်ရှင်းနိုင်ခဲ့တာကိုမတွေ့ရဘူးဒါပေမဲ့အခုဒီပွဲမှာတွေ့ရတဲ့စူပါလက်ကကြတော့ viewer ဘယင်လို့တော့မှာပဲကျွန်တော်တင်စားလို့ရတယ်ဗျာဝိုင်းချန်ပီယံရှိရတဲ့ချန်ပီယံတွေထဲမှာဆိုလို့ရှိရင်ဒါစူပါလက်က viewer တော်တော်ကောင်းတယ်လို့ပြောလို့ရတယ်ဗျာပွဲစဉ်တိုင်းကိုမတူညီတဲ့ပုံစံတွေချင်းကပ်လာတယ်ဆိုတော့နဘီနဲ့ပွဲမှာလည်းသူဘလို့နေယူရာတွေနဲ့ချင်းကပ်လာမှာလဲဒါကတော်တော်လေးကိုခေါင်းစားတဲ့အရာပဲစူပါလက်ဘယ်လိုပုံစံနဲ့ထိုးလာမလဲဆိုတဲ့အရာကိုဘယ်ပေးသက်ကမှခံမှန်းလို့မရနိုင်သေးဘူးလို့ကျွန်တော်ကတော့မြင်တယ်အတင်းဝင်လုံးပြီးတော့ထိုးမှာလားခွာပြီးတော့အောက်ခြေလောက်ကပဲဖြိုမှာလားဒါမှမဟုတ်လို့ချင်းနဘီရဲ့ body တွေကိုပဲနှိုက်မှာလားဘယ်ပုံစံကစားမလဲဆိုတာကိုကျွန်တော်လုံးဝကိုစဉ်းစားလို့မရတဲ့အပိုင်းလေးတွေရှိပါတယ်နောက်ပြီးသူရင်ဆိုင်ရမယ့်နဘီကလည်းဝမ်းချက်မယ်ရှေ့မှာဘယ်ဖိုက်တာကမှမဖြိုနိုင်ပေမဲ့သူကအရှိမှာတပွဲဖြိုပြခဲ့မှုတယ်အခုဒီပွဲမှာလည်းသူ့လှည့်ရောက်လာပြန်ပြီသူသာနဘီကိုမဖြိုနိုင်ဘူးဆိုလို့ရှိရင်နဘီကိုဝမ်းချက်မယ်ရှေ့ရတာပိုင်းနိုင်ဝေတန်းမှာဘယ်သူမှဖြိုနိုင်တော့လိမ့်မယ်လို့ကျွန်တော်ကတော့မမြင်ဘူးအစူပါလက်ကတကယ်ကိုပဲနဘီပု္ပ္ပစာကိုနောက်ဆုံးဖြေထုတ်ပေးရမယ်ဖိုက်တာတယောက်လို့ကျွန်တော်ကတော့မြင်တယ်အဲ့တော့ကျင်းနေတာကဒီပွဲသည်တော်တော်ကြီးကိုခံမှန်းခတ်ပါတယ်ကျွန်တော်အနေနဲ့လည်းသိပြီးတော့မခံမှန်းတတ်ဘူးဒါပေမဲ့ကျွန်တော်ကတော့စူပါလက်ကိုပို့ပြီးတော့ကြိုက်တယ်ဗျဘာကြောင့်လဲဆိုတော့စူပါလက်ရဲ့ဒီ game plan ချတဲ့အပိုင်းနီးဗျူကချတဲ့အပိုင်းတွေကတကယ်ကိုပဲလက်လန်အောင်ကိုကောင်းလို့ပါဒီဘက်ကနဘီကမကောင်းမို့ကောင်းပါတယ်ဒါပေမဲ့သူကကြတော့အယံမအားသာချက်ကိုအသားပေးပြီးတော့ပြိုင်ဘက်တွေအားလုံးကိုအနိုင်ယူခဲ့တာဗျဒီပုံစံအတိုင်းမှသူကထိုးပြီးတော့အနိုင်ယူခဲ့တာအဲ့ဒီကြောင့်မို့လို့ကျွန်တော်ကကစားဖို့အမြဲတမ်းပြောင်းလဲပြီးကစားတတ်တဲ့စူပါလက်ကိုကျွန်တော်ကပို့ပြီးတော့အားပေးချင်တာပေါ့နော်စူပါလက်ဒီနဘီအရင်တော့ရင်ဆိုင်ခဲ့တဲ့ fighter တွေနဲ့မတူဘဲနဲ့နဘီကိုအကြီးမားသောဒုက္ခတွေပေးလက်နိုင်မဲ့ fighter ဆိုတာကိုတော့ကျွန်တော်ကလုံးဝကြီးအာမခံထားခြင်းတယ်ဟုတ်ပါဗျဒီလောက်ပါပဲဘာသာတော်ရဲ့အမြင်လေးတွေကိုလည်းမျှဝေပေးကြပါဗျအဆုံးနဲ့ကြည့်ပြီးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်